ဘယ်သူမှမထင်ထားတဲ့အံ့အားသင့်စရာအဖြစ်အပျက်ကြီးကဒီလိုစတင်ခဲ့တာပါပဲထိုင်းနိုင်ငံရဲ့ထိပ်တန်း kickboxing champion ရူဒန်ကိုဂျပန်ကတာကီရူကပွဲသိမ်းအလဲထုံးနဲ့အနိုင်ယူလိုက်တဲ့အခါသူ့ရဲ့ဝမ်းသာပီတိတွေကထိန်းချုပ်လို့မရတော့ပါဘူးစဝိုင်းကျိုးဝိုင်းထဲမှာဒူးထောက်ပြီးငိုကြွေးနေတဲ့သူ့ရဲ့ပုံစံကပရိသတ်တွေကိုပါရင်ထဲထိစေခဲ့တယ်ဒီပွဲကသူ့အတွက်ဘလောက်အရေးပါလဲဆိုတာမျက်ရည်တွေကတတ်သိပြနေတာပဲခါပတ်ကြီးကိုဂိုင်းပြီးအားရပါရအိုဟင်းနေတဲ့တာကီရူကိုကြည့်ရတာစိတ်လှုပ်ရှားစရာအကောင်းဆုံးပါပဲသူ့ရဲ့နှစ်ပေါင်းများစွာစူးစမ်းအားထုတ်မှုတွေရဲ့အသီးအပွင့်ကဒီနေ့ဒီအချိန်မှာပေါ်ထွက်လာခဲ့ပြီလေရရှိထားတဲ့အနိုင်ကိုပျော်ရွှင်စွာဆင်းနွှဲနေတဲ့တာကီရူဟာကျိုးဝိုင်းထဲမှာနောက်ပြန်ပြတ်တပတ်လှည့်ပြီးပရိသတ်တွေကိုဖြိုးပြခဲ့သေးတယ်သူ့အနီးကနီးပြတွေကဝမ်းသာခြင်းနဲ့ရင်ဆိုင်နေရတဲ့တာကီရူကိုဖီးမကူညီပေးနေကြတယ်မျက်ရည်တွေကြားကအပြုံးတွေဟာအောင်ပွဲရဲ့အရာတာကိုအကောင်းဆုံးဖော်ပြနေတာပေါ့ဒီပွဲရဲ့အရေးကြီးဆုံးအလှည့်အပြောင်းကတော့ရူဒန်ကိုကျိုးဝိုင်းတောက်မှာကပ်ပြီးတာကီရူကယာလက်တစ်ချက်ဘေးလက်တစ်ချက်နဲ့စက်တိုက်ထိုးနှက်ခဲ့တာပါပဲရူဒန်လေးကျသွားတဲ့အခါပွေကြီးပရိသတ်တွေအားလုံးအံ့အားသင့်ကိုကြတယ်နောက်ဆုံးအချီတာကီရူရဲ့စက်တိုက်ထိုးနှက်ခြင်းတွေကြောင့်ရူဒန်ကမတ်တက်ရပ်ဖို့တောင်မစမ်းတာတော့ပဲဒူးထောက်လေးကျသွားပါတော့တယ်ဒီအချိန်မှာဒိုင်းကပွဲကိုရပ်ပြီးတာကီရူကိုအနိုင်ပေးလိုက်ပါပြီကမ္ဘာချန်ပီယံခါဘတ်ကိုပိုင်ဆိုင်လိုက်ရတဲ့တာကီရူဟာဝမ်းသာလုံးလုံးငိုကြွေးနေခဲ့တယ်သူ့ဘဝရဲ့အကြီးမားဆုံးအောင်ပွဲပဲမို့လားကြီးညာသူကနီးပညာပိုင်းအလေးထုံးနဲ့အနိုင်ရရှိသွားသူကတော့ကမ္ဘာချန်ပီယံတာကီရူဖြစ်ပါတယ်လို့အားရပါရကြီးညာလိုက်တဲ့အခါပရိသတ်တွေအားလုံးရဲ့အော်ဟစ်အားပေးတန်တွေကပူပြီးတော့ကြေလောင်လာခဲ့တယ်ရွှေရောင်စက်ကူချက်တွေလေထဲလွင့်ပြန်းနေတဲ့ကြားကတာကီရူရဲ့ပျော်ရွှင်မှုဟာဒီပွဲအတွက်သူဘလောက်တောင်ပြီးဆက်ခဲ့လေဆိုတာပြသနေတာပါပဲအင်တာဗျူးလုပ်တဲ့အခါတာကဲရူကမျက်ရည်တွေနဲ့ပဲကျေးဇူးတင်ပါတယ်လို့စပြောခဲ့တယ်နိုင်ငံခြားသွားပြီးဝမ်းမှာအကျိန်ပေါင်းများစွာရှုံးခဲ့တယ်လူတိုင်းရဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးခဲ့တယ်ဒါပေမဲ့ဒီနေ့အာရီယာကီအရီနာကိုလာရောက်အားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့သူပြောပြခဲ့တယ်သူကဆက်ပြီးကီအိုနဲ့ရှုံးနေပြီးတဲ့နောက်ပြန်လဲရင်ပြိုင်ဖို့လက်ခံပေးခဲ့တဲ့ရူဒန်ကိုလည်းတကယ်ပဲကျေးဇူးတင်ပါတယ်ရူဒန်ကိုလက်ခုပ်တော်ပါပေးကြပါဦးရူဒန်သာမရှိခဲ့ရင်ကျွန်တော်အတွက်ဒီလိုအကောင်းဆုံးအနားယူပွဲကိုလုပ်နိုင်ခဲ့မှာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်တာကဲရူကဒါဟာကျွန်တော်ရဲ့အနားယူပွဲအတွက်ဝမ်းရဲ့တာဝန်ရှိသူတွေနဲ့ချာထရီတို့ကဒီပွဲကိုစီစဉ်ပေးခဲ့တဲ့အတွက်ပြောခဲ့ကျေးဇူးတင်ပါတယ်ဒီ1 championship တခုတည်းမဟုတ်ပါဘူး Key 1 Rising Knockout စားတဲ့ဂျပန်မှာရှိတဲ့ပြိုင်ပွဲတွေအားလုံးကအကောင်းဆုံးပါပဲကိုယ်ကံပညာအားကစားကအကောင်းဆုံးပါပဲလို့ဂုဏ်ယူစွာပြောပြခဲ့တယ်အားလုံးပဲကိုယ်ကံပညာအားကစားကိုမြင့်တင်ကြရအောင်ဒီလိုမျိုးနဲ့မပြီးဆုံးပါစေနဲ့ကျွန်တော်အနားယူပြီးသွားရင်တောင်မှကိုယ်ကံပညာအားကစားရဲ့အရှင်အဝါကိုမြင့်တင်ဖို့ကျွန်တော်တတ်နိုင်သမျှအရာအားလုံးကိုလှုပ်သွားမှာပါဒီနေ့လာရောက်တဲ့ပရိသတ်တွေအားလုံးကတိပေးဆိုပြီးသူ့ရဲ့ရည်မှန်းချက်တွေကိုမျှဝေခဲ့ပါတယ်နောက်ဆုံးမှာတော့တာကဲရူဟာကမ္ဘာချန်ပီယံခါဘတ်နဲ့အတူရွှေရောင်စက်ကူစားတွေဝင်းရံနေတဲ့ကြိုဝင်းထဲမှာပျော်ရွှင်ဝမ်းမြောက်စွာရပ်တည်နေခဲ့တယ်ဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးအောင်ပွဲဖြစ်ပြီးဂျပန်နိုင်ငံအတွက်ပါဂုဏ်ယူစရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်